တနည်းတက်ဆော့ဖိုလကညောဖိုခဲလေကိုဝတ်ပြီတော့မူနီဝါလူတဆွာဝါသဲတဆွာခိထိုခိစီခုဝါလူတဆွာဝါသဲတဆွာခိထိုခိစီခုဆူခေအာစီကညောတက်ဆော့ဝဲလခုတီတဆွာ KPTV ကညောတက်ဆော့ခင်းရပါကောကညောဖိုခဲလေကောပူကောကလေကောသူလီဒီစညာအပတူသီမီမီပွာလအေအပွားကလူဒိုအေခုနာလမာတာတိုတိုလူလူဖလူဖလူဖလာဖလာတဖာဝိသဆူကလုတီရာလောဘကေတက်ဆောဝဲဤဆူကညောကလုတကေအဂဒီဤကညောဖိုလေစောထွဲခုနာဒီဤတိတဖာကရစီညာကိုကဒေလောဒီငါးစာချုပ်လုပ်ငန်းသဘောတူစာချုပ်တွေကိုတပ်ပုံရိုက်ထားတဲ့စာချုပ်မူရင်းတွေမိထုတွေနဲ့ဆက်အထောက်ထားစာရွက်စာတမ်းတွေကို ARD ကရရှိထားပါတယ်။မူလက်ဤအလင်းကုမ္ပဏီနဲ့ Trans-Asia International Holding Group Thailand ကုမ္ပဏီကြားကကနဦးလုပ်ွက်အတွက်မြေငှားရတဲ့သဘောတူညီမှုကို2020 ဖေဖော်ဝါရီ18ရက်မှာလှုပ်ဆောင်ခဲ့တာပါ။မူလက်ဤအလင်းကုမ္ပဏီကို KNU အဖွဲ့အစည်းပိုင်းလို့ဖော်ပြထားပြီးTrans-Asia International Holding Group Thailand ကတော့ဝါညာ Holding Group ရဲ့လက်အောက်ခံဖြစ်ပါတယ်။ဒီတာမူဆွမ်းဆိုသူလက်မှတ်ထိုးထားပါတယ်။အတိတ်တွေအဖြစ်မူလ၏အလင်းဘက်ကလက်ရှိ KNU ဥက္ကဋ္ဌပတိုစောကွယ်ထူးဝင်းနဲ့အရင် KNU ကာကွယ်ရေးဌာနတာဝန်ခံဗိုလ်မှူးကြီးစောရောဂျာခင်တို့လက်မှတ်ထိုးပါတယ်။ငှားရမ်းတဲ့မြေကစုစုပေါင်းဧက100ဖြစ်ပြီးနှစ်30သဘောတူထားတာပါ။တေဧကကိုတစ်နှစ်ဘတ်3500နဲ့ဧက100အတွက်ဘတ်3သန်းခွဲဖြစ်ပါတယ်။ဒါအပြင်ဧက30အတွက်လုံခြုံရေးစောင့်ရှောက်ကတစ်လကိုဘတ်9သိန်းနဲ့စီမံကိန်းဧရိယာကျယ်လိုက်ရင်လုံခြုံရေးစိတ်တိုးမြင့်ပေးမယ်လို့ကြေညာပြုထားကြပါတယ်။လုံခြုံရေးကို KNU ဘက်ကပေးရမှာပါ။2021အောက်တိုဘာ12ရက်မှာမူလ၏အလင်းကုမ္ပဏီနဲ့လုံလင်းဆောက်လုပ်ရေးကုမ္ပဏီတို့အကြားမြေ25ဧကအတွက်လုပ်ငန်းသဘောတူစာချုပ်ထပ်ချုပ်ခဲ့ကြပါတယ်။တဧကကိုတစ်လဘတ်3သိန်းနဲ့တစ်နှစ်ဘတ်25သိန်းနှုန်းလုံခြုံရေးစောင့်ရှောက်ခအဖြစ်တစ်လဘတ်5သိန်းလစဉ်ပေးသွင်းဖို့သဘောတူထားပါတယ်။လုံလင်းကုမ္ပဏီအနေနဲ့မူလ၏အလင်းကုမ္ပဏီစီကိုပထမနှစ်အတွက်လုပ်ငန်းလည်ပတ်မှုအမြတ်ငွေ15%လာတိုင်းပေးရမှာဖြစ်ပြီးအဲ့ဒီရာခိုင်နှုန်းဟာပထမနှစ်အတွက်ပဲဖြစ်ပါတယ်။ဒုတိယနှစ်ကစပြီးပေးသွင်းဖို့ရာခိုင်နှုန်းကိုနှစ်ဖက်ပြန်လည်ညှိနှိုင်းမယ်လို့သတ်မှတ်ထားပါတယ်။အခုခေါပလိုလတာဂဒီလတာအစို့သူတဖလာထောအကောအဝဲစီထူထောက်ကွီစီခုကလနဒါလ KNDO အစီခုကလအလောဝီပေကွီဝဲစူတာကလဒိုမေဆီကိုတာဂီဟဲဥဖလာထောကီလကိုဆူလီအကောလောဥပတိလနီကိုဆူလီနော်နေဖလာဥပတိ